အဲ့တော့ကျွန်တော်တို့ position explanation အကြောင်းလေးကိုနည်းနည်းရှင်းပြခြင်းပါတယ်အဲ့တော့ position explanation မှာကျွန်တော်တို့ပထမဆုံး rector ဆိုတာပါမောက္ခချုပ်ပေါ့နော် now pro-rector ဆိုတာဒုတိယပါမောက္ခချုပ်ကိုပြောတာပါ now ကျွန်တော်တို့ professor and head ပါမောက္ခလည်းဖြစ်တယ်ဌာနမှူးလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ now professor ပါမောက္ခဖြစ်တယ်ပေါ့ now associate professor အဲ့ဒါ graduate ပါမောက္ခပါ now ကျွန်တော် senior consultant တက်စီရခေါ်တာပေါ့နော် senior အတိုင်ပင်ခံဆရာဝန်ပေါ့နော် now စာသင်တဲ့မှာဆိုရင်ကျွန်တော် lecturer ခေါ်တာဝကတိက now junior consultant JCS ဒါ junior consultant ဖြစ်ပါတယ် now ကျွန်တော် first assistant ပထမလက်ထောက်ဆရာဝန်ဖြစ်ပါတယ် now ဒီမျိုးကတော့ကျွန်တော်တို့ SAS specialist assistant surgery ပေါ့နော်အထူးကုလက်ထောက်ဆရာဝန်ဖြစ်ပါတယ်နောက်တစ်ခုကတော့ PG post graduate ဘွဲ့လွန်ကျောင်းသားပေါ့ကျွန်တော်တို့ MBBS ပြီးလို့ရှိရင်နောက်ထပ် MSc အတွက်ပြင်ဆင်နေတဲ့ကျောင်းသားတွေကိုတော့ကျွန်တော်တို့ PG လို့ခေါ်ပါတယ်ဒါတွေကတော့ position and examination ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်